မင်္ဂလာပါ Employee Module မှာပါဝင်တဲ့ feature များအကြောင်းကိုရှင်းပြပေးချင်ပါတယ် Employee Module မှာဆိုလို့ရှိရင်တော့ Recruitment and Onboarding feature တွေ Employee Information ထည့်သွင်းတဲ့ feature တွေ Employee Changes လုပ်တဲ့ process တွေနဲ့ Employee Offboarding လုပ်တဲ့ process တွေပါဝင်တာပဲဖြစ်ပါတယ် Recruitment and Onboarding မှာဆိုလို့ရှိရင်တော့ကုမ္ပဏီမှာလက်ရှိခေါ်နေတဲ့အလုပ်တွေကို website ကနေတစ်ဆင့်အလုပ်ခေါ်စာတွေတင်တာနောက်တစ်ခုကကြတော့အလုပ်လျှောက်တဲ့လူတွေအနေနဲ့လည်းဒီ website ကနေတစ်ဆင့်မိမိရဲ့အလုပ်ခေါ်စာတွေကိုတိုက်ရိုက်အလုပ်လျှောက်နိုင်တဲ့ process တွေနောက်ဆုံးဒီဝန်ထမ်းကို interview မဲ့မပြုကို interview လုပ်မဲ့ process တွေအပြင် onboarding လုပ်တဲ့ process အတိပါဝင်တာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ employee information feature တွေဖြစ်ပါတယ် employee information မှာဆိုလို့ရှိရင်တော့ employee book အနေနဲ့ employee ရဲ့ data အချက်လက် personal profile CV attach စတဲ့ history အကုန်လုံးကိုထည့်သွင်းနိုင်သလို employee နဲ့ပတ်သက်တဲ့ contract တွေ employment history နဲ့ပတ်သက်တာတွေဝန်ထမ်းစဝင်တဲ့နေရာစပြီးတော့ဝန်ထမ်းလက်ရှိရောက်နေတဲ့အခြေအနေဌာန position အစရှိသဖြင့်ပေါ့နော် employment history တစ်ခုလုံးကိုမှတ်သားနိုင်တဲ့နေရာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ company ရဲ့ organization structure ကိုလည်းတခါတည်းပဲဆွဲနိုင်မှာပဲဖြစ်ပါတယ်နောက်ထပ်ပါဝင်တဲ့ feature အနေနဲ့ကတော့ employment changes တွေပဲဖြစ်တဲ့ employment changes မှာဆိုလို့ရှိရင်တော့ announcement feature ဆိုပြီးပါဝင်ပါတယ် announcement feature ကတော့ HR ကနေတစ်ဆင့်သက်ဆိုင်ရာဝန်ထမ်းတွေစီကိုသို့မဟုတ်ဌာနတစ်ခုချင်းစီဒါမှမဟုတ်လို့ရှိရင်ဌာနအားလုံးလူအားလုံးစီကိုကြေညာချက်တစ်စုံတရာပို့လို့တဲ့အခါ event management တစ်ခုခုရှိလို့အကြောင်းကြားစာပို့လို့တဲ့အခါ warning letter လုပ်ချင်တဲ့အခါစရှိသဖြင့်ပေါ့နော် announcement ကိုအသုံးပြုလို့ရနိုင်ပါတယ်နောက်တစ်ခုကတော့ဝန်ထမ်းတွေက internet department ချင်း transfer လို့ဖြစ်စေ position change လို့ဖြစ်စေdivision တွေပြောင်းလို့ဖြစ်စေ employee transfer process ကိုအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ employee rejoin နဲ့ပတ်သက်ပြီးတော့ပါဝင်ပါတယ် employee rejoin ဆိုတာကတော့မိမိကုမ္ပဏီကနေထွက်သွားပြီးတော့ဒီဝန်ထမ်းကပြန်ပြီးတော့ rejoin လုပ်လာတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်း employee rejoin feature ကိုအသုံးပြုလို့ရနိုင်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ employee offboarding ပဲဖြစ်ပါတယ် employee offboarding မှာဆိုလို့ရှိရင်တော့ဝန်ထမ်းတွေ resign လုပ်တာနဲ့ပတ်သက်ပြီးတော့အချက်လက်တွေထည့်သွင်းလို့ရတယ် resign မတိုင်မီ exit interview လုပ်တာတွေ handover process တွေလုပ်တာတွေနဲ့ပြည်စည်းပြန်အပ်တဲ့အပိုင်းတွေ area တွေကို data စာရင်းသွင်းလို့ရမှာဖြစ်ပါတယ်ရှင်